ဘယ်တန်နဲ့ညာတန်ဘယ်လိုမျိုးကွာခြားတာလဲเนาะဒီအကြောင်းလေးကိုလာပြီးပြောပြပေးမယ်အဲ့တော့ဒီဗီဒီယိုတစ်ခါလေး save ထားပါပြီးတော့တငယ်ချင်းတွေသိရအောင်လဲတွားပြီး share ထားပေးလိုက်ပါနောက်တိုင်းနိုင်ငံဒီမှာကြတော့ကျွန်တော်တို့ left tone right tone ဆိုပြီးတော့မှဒီလိုခေါ်လေးမရှိဘူးသူခေါ်တာကဘယ်လိုမျိုးခေါ်လဲဆိုရင် high pitch အမြင့်တန် low pitch အနိမ့်တန်ဆိုပြီးတော့မှပဲခေါ်ကြတာဖြစ်တယ်အဲဆိုရင်ဘယ်တန်ညာတန်ဒီအတန်တစ်ခုကဘယ်ကနေလာလဲဘာကြောင့်မလို့ခေါ်လာလဲဆိုလို့ရှိရင် Harry ထင်တဲ့လောက်ကတော့ကျွန်တော်တို့တွေစနေအားပေါ်မှာကျွန်တော်စနေအားတီးတဲ့အခါမှာအမြင့်တန်တွေကိုကြာရင်ကျွန်တော်တို့ကညာဘက်လက်နဲ့တီးရတာဖြစ်တယ်အနိမ့်တန်တွေဆိုလို့ရှိရင်တော့ဘယ်ဘက်လက်နဲ့တီးရတာဖြစ်ဆိုတော့အမြင့်တန်ကိုညာတန်လို့ခေါ်ပြီးတော့မှအနိမ့်တန်ကိုကြာတော့ကျွန်တော်ဘယ်တန်ဆိုပြီးတော့မှခေါ်ကြတာဖြစ်တယ်ဒါလေးသဘောပေါက်ထားရင်ရပြီကျွန်တော်ဒါမဲ့များတော့အဖြစ်အတုံးများတာကကျွန်တော်တို့ high pitch အမြင့်တန်လို့ခေါ်တယ် low pitch အနိမ့်တန်လို့ခေါ်တာပဲဖြစ်တယ်အကယ်လို့ဒီဗီဒီယိုကကိုယ့်အတွက်အကျိုးရှိတယ်ဆိုလို့ရှိရင် comment အောက်မှာဘယ်တန်ညာတန်ဆိုပြီးတော့မှရေးလာခဲ့ပြပါဘယ်တန်ညာတန်ဒီအတန်တစ်ခုမကွဲပြားသေးတဲ့တငယ်ချင်းတွေသိရအောင်လဲတွားပြီး share ထားပေးလိုက်ပါဒီတာနဲ့ပတ်သက်ပြီးတော့မှအဆိုအသီးနဲ့ပတ်သက်ပြီးတော့မှဒီထက်ပိုပြီးအသေးစိတ်သိရဖို့အတွက် Harry ကို follow မလုပ်ရသေးဘူးဆိုလို့ရှိရင် Harry ရဲ့ Facebook page YouTube channel နဲ့ဒီ TikTok account လေးကို follow လေးလုပ်သွားပေးပါကျေးဇူးတင်ပါတယ် Harry ဖြစ်ပါတယ်